လူအများစုဘဝမှာကြာရှုံရတာဟာသူတို့မှာအရေးချင်းမရှိလို့အခွင့်အရေးတွေမရလို့မဟုတ်ဘူးစီကံရှိမှုကင်းမဲ့နေလို့ပဲသူတို့ဟာလှုပ်ဆော်မှုကိုစောင့်နေတဲ့တခုခုကိုစတင်လိုက်တဲ့ခက်ခဲလာတာနဲ့လက်လျှော့လိုက်တဲ့ကိုမနှက်ဖြန်လုပ်မယ်လို့ပြောတတ်တယ်ဒါပေမဲ့မနှက်ဖြန်ဆိုတာဘယ်တော့မှရောက်မလာဘူးအမှန်တရားခက်ခဲကတော့ဒါပဲမင်းမှာစီကံမရှိဘူးဆိုရင်မင်းဟာအားနဲ့နေမှာပဲမင်းဟာဒီအတိုင်းပိတ်မိနေမှာပဲမင်းဘဝထဲမှာဘာမှပြောင်းလဲလာမှာမဟုတ်ဘူးပြည့်စုံတဲ့အချိန်ဆိုတာမရှိဘူးတနေ့ဆိုတာမရှိဘူးမင်းဟာအခုပဲလုပ်ရမယ်ဒါမှမဟုတ်မင်းရှိနေတဲ့နေရာမှာပဲထာဝရရှိနေရလိမ့်မယ်ငါမားတယ်ထင်ရင်မင်းဘဝကိုအခုကြည့်လိုက်ဒါမင်းရှိကျင်တဲ့နေရာလားဒါမှမဟုတ်မင်းဟာစောင့်ဆိုင်နေတုံးမဲလားစင်ကြေတွေပေးနေတုံးမဲလားတခုခုမော်ဆန်ပြောင်းလဲသွားမယ်လို့မျှော်လင့်နေတုံးမဲလားဒါမင်းအတွက်နှိုးဆော်တမ်းမဲမြို့ငယ်လေးတစ်ခုမှာဂျိတ်ဆိုတဲ့လူဟာကိုတောင်တစ်ခုမှာနေ့အလုပ်သမားလုပ်တဲ့မနက်9နာရီကနေညနေ6နာရီအထိသူဟာတက်တာလေးလံတွေမှာတဲတွန်းလဲတွေတွန်းနေကုန်ပစ္စည်းစရင်ကောက်တယ်သူ့ကိုဟာပင်မနွမ်းနေနေတဲ့သူ့လာစာကနဲတယ်သူ့အနာဂတ်ကမရေရဘူးသူဟာအခန်းချင်းလေးတစ်ခုမှာနေတဲ့စိန်ခံမှုမရှိစူဆောင်းဝင်မရှိညနေတိုင်းလူတွေအနားယူနေချိန်မှာဂျက်ဟာပိတ်မိနေတယ်လို့ခံစားရတဲ့မိကုန်းတစ်ခုကသူ့ကိုခြောက်လန့်နေခဲ့တယ်ငါဘဝဆိုတာဒီလောက်ပဲလားသူဟာပြောင်းလဲဖို့ကြိုးစားတယ်အလုလျှောက်တာညှင်းပယ်ခံရတာအိမ်မက်တွေနှောင့်နှေးကြံ့ကြာမှုတွေဒီလိုနဲ့တညနေအလုပ်ပြီးလို့အိမ်ပြန်လာတော့သူ့အမေဖုံးဆက်တယ်အမေကဖျားနေပြီးဆေးရုံမှာလက်ကိုစုပ်ကင်ထားရင်တူတူလေးပြောလိုက်တယ်တားရဲ့ဘဝကိုအလားဟတမဖြုံးတီးနဲ့ထကြွဖို့ဂတိပေးပါအိမ်ပြန်လမ်းမှာအေးဆေးတည်ငြိမ်ပြီးအောင်မြင်တဲ့လူကြီးလေးမဟာရနဲ့တွေ့တယ်ဂျက်ကမေးတယ်ဆရာခမဘလိုမျိုးဒီလောက်စီကန့်ရှိနေတာလဲမဟာရဇပြန်ဖြေတယ်စီကန့်ဆိုတာလှုံ့ဆော်မှုနဲ့မဆိုင်ဘူးထိန်းချုပ်မှုနဲ့ဆိုင်တယ်မင်းတနေကုန်အလုပ်လုပ်တယ်ပင်ပန်းတယ်ဒါပေမဲ့စီကန့်ဆိုတာကဘာကြီးမနိုးထခင်မနှက်ခင်းမှာတိဆောက်ရတာမင်းရဲ့မနှက်ခင်းတွေပေါ်မှာမင်းဘဝကမူတည်နေတဲ့ဂျက်နားထောင်တဲ့အဲ့ဒီညမှာပဲသူ့နိုးဆက်ကိုမနှက်9သူညအတိအကျချိန်လိုက်တယ်55မဟုတ်30မဟုတ်သူညအတိအကျမျိုးကြီးတစ်ခုလုံးအိပ်ပျော်နေချိန်မှာဂျက်နိုးလာတယ်သူဟာ software အသစ်တွေလေ့လာတယ်စီးပွားရေးစာအုပ်တွေဖတ်တယ်သူ့အနာဂတ်အတွက်အစီအစဉ်ဆွဲတယ်သူ့ကိုယ်ကအိတ်ချင်တယ်သူ့စိတ်ကစင်ကြေတွေရှာချင်တယ်ဒါပေမဲ့သူဆက်လုပ်နေတဲ့ရက်သက်တစ်ပတ်တွေကုံလွန်သွားတယ်လတွေကုံလွန်သွားတယ်သူ့လုပ်ဖို့ကင်ဖက်တွေသတိထားမိလာတယ်ဂျက်ဘာဖြစ်လို့ဒီလောက်စောထနေတာလဲမင်းမှာအလုပ်ရှိတယ်လေဂျိတ်ပြုံးပြီးပြောလိုက်တယ်အောင်မြင်မှုဆိုတာခီးဆုံးမဟုတ်ဘူးနေ့စဉ်လေ့ကျင့်မှုပဲ3လအကြာမှာစီမံခန့်ခွဲသူတွေလည်းသူ့ကိုသတိထားမိလာတယ်သူ့ကိုယာတူးတိုးပေးတယ်တာဝန်ပို့ပေးတယ်လစာပို့ပေးတယ်ကံကောင်းလို့မဟုတ်ဘူးစီကန်းရှိလို့ပဲဂျိတ်ဟာည9နာရီအိတ်တယ်မနက်9နာရီထားတယ်လွယ်လို့မဟုတ်ဘူးစီကန်းဟာသူ့ရဲ့ကိုယ်ပိုင်လက္ခဏာဖြစ်လာလို့ပဲမနက်9နာရီမှာကဘာကြီးဟာတိတ်ဆိတ်နေတယ်အတိပေးချက်တွေမရှိအနှောက်အယှက်တွေမရှိအာယုံစူးစိုက်မှုပဲရှိတယ်ဒါကဂျိတ်သူ့အနာဂတ်ကိုတိဆောက်ခဲ့တဲ့အချိန်ပဲလူအများစုနားမလည်တာတခုရှိတယ်မင်းရှိနေတဲ့နေရာနဲ့မင်းရောက်ချင်တဲ့နေရာကြားကကွာခြားချက်ဟာအရေးချင်းမဟုတ်ဘူးကံကောင်းမှုမဟုတ်ဘူးကြိုးစားမှုတော့မဟုတ်ဘူးအဲ့ဒါကမင်းချိန်ကိုဘလို့အသုံးချတယ်လဲဆိုတာပဲတခြားလူတွေအားလုံးအိတ်နေကြတဲ့မနက်9နာရီကနေ9နာရီကြားမှာမင်းရဲ့စိတ်ကလန်းဆန်းနေတယ်မင်းရဲ့စိတ်အားတက်ကြွမှုကအားကောင်းနေတယ်ဒါကဘဝတွေပြောင်းလဲတဲ့အချိန်ပဲဒါကြောင့်ခေါင်းဆောင်တွေဟာမနက်စောထားကြတာသူတို့ကအထူးဆန်းလို့မဟုတ်ဘူးမနက်ခင်းကိုကာကွယ်လို့ပဲမနက်ခင်းကနေ့ကိုကာကွယ်တယ်ကဲဒီမှာမင်းရဲ့စိန်ခေါ်မှုပဲမဟာရစ်ဂျက်ကိုပေးခဲ့တဲ့စိန်ခေါ်မှုအတိုင်းပဲအဆင့်ဒီညမင်းရဲ့နှိုးဆက်ကိုမနက်9သူညအတိအကျချိန်လိုက်ဖုန်းကိုလှမ်းမမီနိုင်တဲ့နေရာမှာထားလိုက်ဒါမှမင်းထွက်ရမယ်အဆင့်2မင်းရဲ့ပထမဆုံးတနာရီအတွင်းတိဆောက်မဲ့အရာတစ်ခုကိုရွေးချယ်လိုက်ကျွမ်းကျင်မှုတစ်ခုတင်နန်းတစ်ခုစီးပွားရေးစိတ်ကူးတစ်ခုပဲရက်ကိုဆဲတီအဲ့ဒါကိုအာယုံဆိုင်လှုပ်ဆောင်ဖို့ကတိပြုလိုက်အဆင့်3မင်းရဲ့ည9နာရီအိတ်ချိန်ကိုကာကွယ်လိုက်ဖုံးလန်တာရုပ်ရှင်ကြည့်တာတွေဖျက်လိုက်အိတ်ဆက်ခြင်းကမင်းရဲ့ရန်သူမဟုတ်ဘူးဖြုံးတီးပစ်လိုက်တဲ့ညနေခင်းတွေကသာရန်သူပဲငါမင်းကိုကတိပေးတယ်မင်းမနက်9နာရီမှာရက်ကိုဆဲတီနိုးထားပြီးအဲ့ဒီအချိန်ကြီးရွေချက်ရှိအသုံးချမယ်ဆိုရင်မင်းဘဝကဒီအတိုင်းရှိနေမှာမဟုတ်ဘူးတညတည်းနဲ့ချမ်းသာလာမှာမဟုတ်ဘူးကြော်ကြားလာမှာမဟုတ်ဘူးဒါပေမဲ့မင်းဟာပိုတမ်းမလာမယ်ပိုထက်မြက်လာမယ်စီကန်းရှိလာမယ်ပြီးတော့အဲ့ဒီလူမျိုးကဘာမဆိုအောင်မြင်နိုင်တဲ့ချက်မှာဘာမှမရှိခဲ့ဘူးလမ်းတိုလမ်းတွေမရှိဘူးအခွင့်ထူးတွေမရှိဘူးမင်းမှာသူ့ထက်ကိုပိုရှိပြီးသားပဲတခုတည်းသောမေကွန်းကမင်းအဲ့ဒါကိုအသုံးချမှာလားဒါမှမဟုတ်နှိုးဆက်ကိုထနှိပ်ပြီးအိတ်နေအောင်မှလာမင်းစီကန်းကိုရွေးချယ်ဖို့အစင်သင့်ဖြစ်ပြီးဆိုရင်မင်းရဲ့ဂတိကဝတ်အဖြစ်ဘွဲခလုတ်ကိုနှိပ်လိုက်ပါအောက်မှာခမဲ့ရေးခဲ့ပါ
ငါရဲ့ပထမဆုံးတနာရီအတွင်းငါဘာကိုတိဆောက်မလဲပြောင်းလဲမှုကိုလိုချင်ပေမဲ့စီကန်းကိုရှောင်နေတဲ့သူတယောက်ကိုဒီအကြောင်းမျှဝေပေးလိုက်ပါလှုပ်ဆော်ပေးုံတင်မကမင်းကိုပြောင်းလဲပြမဲ့ဇလန်းတွေအတွက်ဒီ channel ကို subscribe လုပ်ထားလိုက်ပါ